ကျွန်တော်တို့ KYC level 1တင်မှုအတွက်ကလွယ်တယ်เนาะဒီမှာကျွန်တော် Gmail 5ခု6ခုတောင်ပေးထားတယ်ဒီ Gmail လေးတွေကို copy ဆွဲပြီးတော့မှเนาะ copy ယူလိုက် copy ယူပြီးတော့မှအတူရှိထဲမှာ add ပေးအောင်ပဲအတူရှိထဲမှာ add ဖို့ဆိုရင်ကျွန်တော်တို့ဒီဘက်အစွန်ဆုံးမှာမြင်း3ချောင်းရှိတယ်ဗျာမြင်း3ချောင်းကိုနှိပ်လိုက်เนาะကျွန်တော်ဝိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာเนาะဒီ KYC level အခုက1ကိုတင်ပါလို့ဒီကိုနှိပ်ဒီမှာပုံတစ်ပုံထည့်ပေးရလိမ့်မယ်เนาะအစင်ပြေတဲ့ပုံတစ်ပုံရွေးထည့်လိုက်เนาะအမှန်ချလေးပေါ်ရင်ရပြီပြီးရင်ကျွန်တော်တို့ကဒီ KYC 1တင်ဖို့အတွက် Gmail 5ခုအဲ့မှာဒီနေရာလေးကိုเนาะနှိပ်လိုက်เนาะနှိပ်ပြီးသွားရင်ဒီမှာဒီနေရာကိုထပ်နှိပ်เนาะနေပြီးသွားရင်ခုနကကျွန်တော် Gmail 5ခုရှိတယ်ကျွန်တော်ဂလူထဲမှာရေးပေးထားတယ်เนาะတစ်ခုချင်းစီ copy ဆွဲပြီးတော့မှ add ပေးလိုက်เนาะကျွန်တော်ဒီမှာထည့်မယ်ပြီးရင် Gmail copy ဆွဲထည့်ပြီးသွားရင်ကျွန်တော်ဒီဘက် search ဆိုတဲ့နေရာလေးကိုနှိပ်လိုက်เนาะဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာ add ဆိုတဲ့နေရာလေးကိုနှိပ်လိုက်เนาะ5ခုပြည့်အောင်ကျွန်တော် add ပေးရမှာเนาะဒါဆိုတစ်ယောက် add ပြီးသွားပြီပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ယောက်ကျွန်တော်တို့အပ်မယ်ပေါ်လာပြီเนาะပေါ်လာရင်ကျွန်တော် app ပါပြီးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခုထပ်ယူပါဒီလိုနဲ့ကျွန်တော်တို့5ခုပြည့်အောင်အပ်မှာဖြစ်ပါတယ်เนาะ3ခုရှိသွားပြီကျွန်တော်ဒီမှာ4ခုเนาะ5ခုပြည့်ပါပြီเนาะ5ခုပြည့်ဝိုင်းပြန်ထွက်လိုက်ဒီမှာဒါဆိုရင် level 1အောင်သွားပါပြီเนาะ level 1ဒီမှာအမှန်ချလေးပြပါပြီ level 2တင်မှုတော့ကြတော့ကျွန်တော်တို့မှတ်ပုံတင်ကိုเนาะဒီမှာကျွန်တော်တို့ဒီနေရာလေးမှာနာမည်ရေးဒီမှာ ID နံပါတ်ရေးเนาะပြီးရင်ကျွန်တော်တို့ကဒီမှာမွေးနေ့ကိုရွေးထည့်မှတ်ပုံတင်ရဲ့ရှေ့ဘက်ရိုက်ထည့်ပေးရမယ်เนาะပြီးရင်မှတ်ပုံတင်နောက်ကျောရိုက်ထည့်ပေးရမယ်စာရွက်အလုပ်တစ်ခုမှာเนาะဒါတတိယပုံစံစာရွက်အလုပ်တစ်ခုမှာဒီစာလေးကိုရေးเนาะအဲ့တော့အပေါ်မှာ for အတူရှိ you only ဆိုတာရေးပြီးရင်date နေရာမှာကျွန်တော်တို့တင်တဲ့ရက်စွဲပေါ့เนาะပြီးရင်လက်မှတ်ရေးပြီးသွားရတာလေးကိုဓာတ်ပုံရိုက်ပြီးတော့တင်ရမယ်ပြီးရင်ကျွန်တော်တို့ကမှတ်ပုံတင်ရယ်အဲ့ခုနစာရွက်ရယ်ပြီးတော့ကိုပုံရယ်เนาะကိုကအဲ့မှတ်ပုံတွေကိုကန်စာရွက်ကိုကန်ပြီးတော့မှတယောက်ရိုက်ခိုင်းเนาะရိုက်ခိုင်းပြီးတော့တင်ရမယ်เนาะပြီးရင် submit တော့နှိပ်လိုက်ရပြီဒါဆို KYC 2တင်တာပြီးဆုံးပါပြီเนาะ